ကြောင်းမာလားဆိုတဲ့ဟာကြီးပေါ့ကျွန်တော်တို့စိတ်တွေကကြတော့တော်လိုင်းစထွက်လာတော့ငါကြတော့လူတွေကအများကြီးလေလူပင်လေကြီးကိုအားရစရာကြီးတွေဒီလူတွေကအဆုံးထိပါမယ်လို့ချင်းပြောမျောလင့်ခဲ့တာကျွန်တော်တို့ကမျောလင့်ခဲ့တဲ့စိတ်ကြီးနဲ့တက်လာချိန်မှာတဖြည်းဖြည်းအဲ့ဒီချိန်မှာအားတွေကကောင်းနေပါသေးတယ်ရှိနေပါသေးတယ်လမ်းပေါ်ထွက်တဲ့လူတွေသာခုနပြောတဲ့လူတွေသာမရှိတော့ပြီမဲ့အင်အားအရန်ကောင်းနေတဲ့2022မှာအားတက်ပြီးတော့စီဝေးလာတက်တဲ့ချိန်မှာအခုဘောက2025အထိ2025ဆိုလဲပေါ့ကျွန်တော်တို့အကုန်လုံးအိမ်ညမှာလေအဲ့စကားပြောပြီးအကုန်လုံးအိမ်ညအသိမပြောမရွှင်နဲ့အိမ်ညဖြတ်တန်းလိုက်ရတာပေါ့ဟိုလေတို့ဥတီဦးတို့ကဟာငါတို့အဲ့လောက်တော့ဖူးဘောကအဲ့လိုပြောတယ်ဆိုတော့တို့အတွေ့အကြုံရတာတို့တွေဒါနှစ်ပေါင်းအများကြီးတော်လန်ခဲ့တဲ့တကယ်ခေါင်းဆောင်တွေကပြောတယ်ဆိုတော့လေဘယ်တတ်နိုင်မလဲနောက်နေ့ကြလဲစိတ်အပြန်မွေးပေါ့25ဆိုလဲ25ဘောဘယ်တတ်နိုင်မလဲချရပါဘောဆိုတော့အဲ့ကနေဖူဘောပြောလိုက်တဲ့25ဆိုအဲ့ဒီညကတော့စိတ်သက်တွေကြခဲ့တဲ့ဟာကနေနောက်နေ့မှာပြန်ပြီးတော့ကဲအဲ့တော့ target တစ်ခုကိုတော့ကျွန်တော်တို့ခေါင်းထဲမှာတော့ target တစ်ခုတော့ရသွားတာပေါ့နော်ရတဲ့အတွက်ကျွန်တော်တို့နောက်ထပ်ဟာတွေကဲဖြစ်ချင်တာဖြစ်ကွာချကြတာပေါ့ဆိုတဲ့ဟာနဲ့အခုဘာပဲပြော2025အထိဒါကျွန်တော်တို့ရောက်လာခဲ့ကြပြီ2025အထိပြည်သူနဲ့အတူတူကျွန်တော်တို့ရှိခဲ့ကြတယ်ရှိတာရောမရှိတာရောအတူတူပြဿနာတွေလည်းအတူတူဖြေရှင်းနောက်ဆုံးပိတ်ပြကျွန်တော်တို့ရဲဘော်တွေစီယုံရေးရရှေ့ကိုသွားကြတဲ့အချိန်မှာတချို့ရဲဘော်တွေရဲ့အစင်မပြေမှုတွေစိတ်ပိုင်းဆိုင်ရာသူတို့တွေကိုကျွန်တော်တို့အတက်တွေဖွဲ့ပေးလိုက်ကြတယ်ပေါ့ကူညီပေးလိုက်ကြတယ်ရှေ့ကိုရောက်သွားတယ်သူတို့မှန်းတဲ့ဘဝနဲ့သူတို့လှုပ်ချင်တာတွေသူတို့ဖော်ဆောင်ခြင်းတဲ့တိုက်ပွဲတွေသူတို့လက်ရှိရက်တည်နေရတဲ့သူတို့စိတ်ပိုင်းဆိုင်ရာရည်မှန်းချက်နဲ့ရက်တည်နေရတဲ့ဟာနဲ့လက်တွေ့မကြတဲ့အချိန်မှာသူတို့တွေတော်တော်အစင်မပြေကြတဲ့အချိန်မှာကျွန်တော်တို့အဲ့စခန်းတွေရောက်တဲ့အချိန်မှာကျွန်တော်တို့လာတဲ့သူတွေဖွဲ့စည်းပေါ့အဲ့ဖွဲ့စည်းဆိုတာကျွန်တော်တို့ကလက်ရှိဒီဘက်ကျွန်တော်တို့ရဲ့ဥဆောင်တဲ့ခေါင်းဆောင်တွေနဲ့ပါလာချိန်မှာတနက်တွေမောင်းတင်ပြီးတော့ချိန်ပြီးတော့ကျွန်တော်တို့ဝိုင်းပစ်ကိုအချင်းချင်းတွေတောင်ပြစ်ကြတော့မဲ့အချိန်တွေမျိုးတွေဒီစိတ်ပိုင်းဆိုင်ရာရဲဘော်တွေရဲ့စိတ်ပိုင်းဆိုင်ရာဖြတ်သန်းမှုတွေနဲ့ကျွန်တော်တို့အဲ့လိုကြုံခဲ့ရတာဒါပေမဲ့သူတို့တွေကိုစီးယုံရတယ်ညီလေးတို့အဲ့လိုမဟုတ်ဘူးဟုတ်တယ်အစင်မျိုးသူတို့ကမျှော်မှန်းထားတာတွေကချခြင်းနဲ့လှုပ်ခြင်းနဲ့ကိုင်ခြင်းနဲ့ဖြစ်တယ်ဒါပေမဲ့တကယ်တမ်းမြေပြင်မှာတကယ်တမ်းကျတော့ကိုစိတ်မျှော်မှန်းတော့ဖြစ်မလာတာတွေရှိတယ်အဲ့တော့လိုတလောက်ခီးမရောက်ခဲ့တာတွေရှိမယ်မပြည့်စုံမှုတွေရှိတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာနံပါတ်1ဖြတ်တန်းတဲ့အချိန်မှာသူတို့တွေတင်ပေးခဲ့တဲ့ဟာတော့ကွန်မန်ဒိုရဲဘော်တွေကွန်မန်ဒိုဆိုတာသိတဲ့အတိုင်းပဲရိုးစစ်သားတက်ပို့ပြီးတော့ကြမ်းတမ်းတယ်ပို့ပြီးတော့ဖြတ်တန်းတဲ့အချိန်မှာသူတို့စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးဖြစ်တဲ့အချိန်မှာကျွန်တော်မောင်းနေတင်ပြီးတော့အဲ့လိုပြစ်မဲ့ခတ်မဲ့တွေထီကိုဖြစ်ကုန်ကြတဲ့အချိန်မှာသူတို့တွေကိုစိတ်လျှော့သူတို့တွေကိုပြောဆိုသူတို့နဲ့အတူတူရင်းနှီးနှီးဖြစ်သူတို့စိတ်ပိုင်းဆိုင်ရာတွေကိုအတိုင်းအတာတစ်ခုထိဖြေပြောင်းအောင်ဖြေလျှော့အောင်လုပ်ပြီးတော့မှဒီလိုမျိုးတွေဖြတ်တန်းခဲ့ရတဲ့အခြေအနေကနေဒီနေ့2020နဲ့နှစ်ဦးမှာတော့ဟာလာဖလန်းကိုလည်းကျွန်တော်တို့ဖလန်းဆိုတာချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ချင်းမှာဆိုလို့ရှိရင်လည်းမြို့ကအများကြီးမကြံတော့ဟာလာထန်တလန်ဆိုလို့ရှိရင်တော့လူလည်းမရှိတော့ဘူးဟာလာသူတို့တွေပဲရှိတယ်ဖြစ်တဲ့အတွက်ထန်တလန်ကတော့ဥပမာပေါ့စီအေးကတော့ဘယ်လိုလုပ်မလဲမသိပေမဲ့ဒါဒီကျွန်တော်တို့တီးတိုင်သွားတင်ရမယ့်နေရာမဟုတ်တော့ဘူးလို့ထင်တယ်ပေါ့နော်နောက်ထပ်ကြံတဲ့ဟာတွေဒီတကယ်တမ်းကျတော့ရာခိုင်နှုန်းရတွက်မယ်ဆိုရင်85ရဲ့ဂုံတူးထွက်ပြီဗျာမြို့သိမ်းနိုင်တာဒီဂုံတူးထွက်ခဲ့ပြီလို့ကျွန်တော်ပြောလို့ရတယ်နည်းနည်းပဲကြံတော့တယ်ဒါဒီမကြခင်မှာ2025ထဲမှာစီအေးကြီးမန်ချက်အရာ2025ထဲမှာတော့ဒီတက်ပိုတဲ့အောင်ပွဲတွေဒီတက်ပိုတဲ့ကျွန်တော်တို့ရဲ့ဝမ်းသာစရာမြင်ကွင်းတွေကိုထပ်ပြီးတော့ပေးနိုင်လိမ့်မယ်လို့ယုံနေဒါကချင်းမှမဟုတ်ပါဘူးရခိုင်ဆိုလို့ရှိရင်လည်းနည်းနည်းပဲကြံတော့တယ်တခြားနေရာတွေလည်းဒီတက်ပိုတဲ့အောင်ပွဲတွေနဲ့ကျွန်တော်တို့ရဲ့အရွေးတစ်ခုပေါ့နိုင်ငံရေးရစစ်ရေးရဲ့ pressure ပေးမှုကြောင့်နိုင်ငံရေးရဲ့အရွေးတစ်ခုဒီ2025ထဲမှာဖြစ်လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ယုံကြည်တယ်အဲ့အတွက်ဒီနေ့ဖလန်းမျိုးသိန်းတိုက်ပွဲမှာပိတ်ဆက်ခဲ့ကြတဲ့ဘုနာဆီယမလေးပြောသွားသလိုဟာလာကျမ်းမာရေးဝန်ထမ်းတွေရှိတယ်ကျမ်းမာရေးဝန်ထမ်းပေါ်ကျမ်းမာရေးဟာလာရဲဘော်တွေရှိတယ်တိုက်ခိုက်ရဲဘော်တွေရှိတယ်နောက်ကထောက်ဖို့ရဲဘော်တွေရှိတယ်ဒီအားလုံးရဲ့ဟန်ချက်ညီမှုတွေနဲ့ဒီဖလန်းမျိုးကရခဲ့တာဖြစ်တယ်ကျွန်တော်တို့ရဲ့မျိုးသိန်းတိုင်းမှာလည်းရအောင်ပွဲတွေသာကျွန်တော်တို့ကပျော်ပွဲရှင်ပွဲတွေသာပြည်သူကရလိုက်ပြီမဲ့နောက်မှာပိတ်ဆက်ပြီးဝမ်းနေခဲ့ရတဲ့အခြေခွဲခဲ့ရတဲ့မျက်ရည်ပေါက်ကြီးငယ်ကြခဲ့ရတဲ့အခြေအနေစိတ်ပိုင်းဆိုင်ရာလဲအပြူဖြစ်ခဲ့ရတဲ့ဟာတွေလဲဒါအများကြီးဖြစ်နေကြမယ်ဆိုတာလဲကျွန်တော်ကိုယ်တိုင်လဲ
ဒီဖားဆောင်မျိုးသိန်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့အရှိမှရှိခဲ့တဲ့အတွက်ဒီအနိဋ္ဌာယုံတွေဒီမြင်ကွင်းတွေကတော့ကျွန်တော်တို့အတွက်တော့အထူးဆန်းတော့မဟုတ်တော့ဘူးဆိုပေမဲ့တကယ်လို့ပဲကြည်ကြည်ကွဲကွဲခံစားဖြတ်တန်းခဲ့ရတာရတော့မှသာရလို့ပျော်ခဲ့ရပြီမဲ့တကယ်မရခင်အချိန်ဒီမှာပိတ်ဆက်ခဲ့ရတဲ့ရေဘော်တွေခုန6ရောက်ပြတ်သွားလာတွေဟာလာကိုတေနေရင်ပြုနေရင်နဲ့လမ်းမှာနေမဲ့ဆုံးသွားတဲ့ရဲဘော်တွေလည်းအများကြီးဖြစ်တဲ့အတွက်အောင်ပွဲတွေတိုင်းမှာတော့ပိတ်ဆက်မှုတွေကအများကြီးရှိပါတယ်အဲ့တော့ပိတ်ဆက်ခဲ့ရတဲ့ရဲဘော်တွေရဲမိတွေတယောက်ချင်းစီတိုင်းကိုလည်းဒီနေရာကနေကျွန်တော်လေးလေးစားစားနဲ့ကျွန်တော်ဥညွတ်ပါတယ်ဒီအောင်ပွဲတွေရခဲ့ခြင်းကလည်းအခုလက်ရှိဒီနေ့မှာပါဝင်နေကြတဲ့ကဘာအရက်မှာရှိနေကြတဲ့ကျွန်တော်တိုင်းရင်းသားဘောင်းဆောင်ရဲ့ထောက်ပံ့မှုကူညီမှုတွေကသာလည်းဒီအောင်ပွဲတွေကိုရပေးနိုင်တာဖြစ်ပါတယ်ကျွန်တော်အများအားပြောနေပါတယ်ခြေတန်းမှာတည်ရဲတက်ရဲတိုက်ရဲတဲ့သူတွေကြီးပဲရှိလို့မရပါဘူးလို့နောက်ွယ်ရနေလဲထောက်ဖို့ပေးတဲ့သူတွေကြီးပဲလဲကျွန်တော်မှပတ်စံရှိတယ်အောင်ဖို့အတွက်ပတ်စံတွေကျွန်တော်ပုံမဲ့ဒေါ်လာတန်းချီပေးမယ်ဗျာဘယ်သူ့ကိုတိုက်ပေးပါလို့ဆိုတော့ဘယ်ဟာကိုဖြိုပေးပါဆိုတဲ့လူတွေကြီးပဲလဲရှိလို့မရပါဘူးဒီနှစ်ခုနောက်ကထောက်ဖို့နဲ့ရှေ့ကတိုက်မဲ့သူနဲ့နှစ်ဦးဒီဟန်ချက်ညီရှိနေမှသာလဲကျွန်တော်တို့အောင်ပွဲတွေရတာဖြစ်တဲ့အတွက်အားလုံးကအတူတူပါပဲအဲ့ဒါကြောင့်လို့အရေးကြီးတာကတော့နောက်ကစစ်တိုက်တယ်ဆိုတာပတ်စံတွေအများကြီးကိုလိုပြောအလွယ်ကူဆုံးပြောပတ်စံတွေအများကြီးကိုမီးပုံရှုပ်နေရတယ်လို့ပါပဲเนาะပတ်စံတွေအများကြီးကုန်ပါတယ်ကြားလေးကျွန်တော်တို့ကကြီးစံဖို့ဒီလက်နဲ့ခဲရန်ဆိုတာလဲတုံးတိုင်းယုံဈေးတက်တာနဲ့ရတာမဟုတ်ဘူးနောက်ပြီးတော့ဝယ်ခြင်းတိုင်းလဲပတ်စံစီတိုင်းလဲဝယ်လို့ယူလို့ရနေတာမျိုးလည်းမဟုတ်ဘူးတဲခြင်းတိုင်းလဲတဲလို့ပြုလို့ရနေတာမျိုးမဟုတ်ဘူးဒီအခက်ခဲတွေကြားထဲကနေလောက်ကင်နေရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့အများအားပဲထောက်ဖို့ပေးနေကြတဲ့ဘယ်လိုပွဲမျိုးပဲဖြစ်ပေါ့နော်ဒါအောင်ဒီအာနာရှင်ကိုတိုက်ထုတ်နေတဲ့ပွဲတိုင်းမှာကမ်ပိန်းတွေမှာပါဝင်နေကြတဲ့ကဘာအရက်မှာရှိနေကြတဲ့ထောက်ဖို့တွေနောက်ပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းရေးမှာပါဝင်ခဲ့ကြတဲ့ CGM တွေကအားလုံးဒီတကယ်တန်ဖို့ရှိတဲ့သူတွေကြီးဖြစ်တဲ့အတွက်အားလုံးကိုလည်းပေးစားတယ်ဆက်လက်ပြီးတော့အောင်ပွဲတွေရဖို့အတွက်လည်းဆက်ပြီးတော့ရှင်လဲပါဝင်ကူညီပေးဖို့အတွက်ကိုလည်းကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့ကျွန်တော်မြတ်တာရက်ခံပါတယ်အဲ့တော့ချင်းကြီးနောင်ညီကိုမောင်နှမများအားလုံး congratulation ပါလို့ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါ